မတို့ရွာမှာဆိုရင်တော့စိုက်ပျိုးရေးရွာပေါ့နော်အဓိကစီးပွားဖြစ်ပါတယ်စိုက်လဲဆိုရင်ပြောင်းဘူးလေးတွေအဓိကစိုက်တယ်ဈေးတွေဆိုလည်းအများကြီးပေးရတယ်ပေါ့အဓိကစီးပွားဖြစ်ကပြောင်းဘူးလေးစိုက်တယ်ပဲစင်းငုံတွေစပါးဆိုရင်ကိုတနစ်စာစားဖို့အလောက်ပေါ့နော်အဲ့လိုလေးတွေဟောဖြစ်ကြတယ်အခုဆိုရင်ဒီဟာကကျတော့ငကမောက်ပိန်းလေးတွေပြန်ပြီးတော့စိုက်ပျိုးကြပေါ့နော်ဒီဘက်မှာဆိုရင်ကျမတို့ကဗုဒ္ဓဘာသာဆိုတော့ပန်းနဲ့ဆိုအရင်လိုအပ်တယ်ကွယ်ကျမတို့ငယ်တော့ဆိုပန်းလေးတွေစိုက်တယ်ပန်းလေးစိုက်ပြီးတော့ဒီဘက်ရွာနီနာရွာမှာလိုက်ပြီးတော့ရောင်းတယ်အဲ့လိုအခါမှာဆိုရင်တမနဲ့ဆိုရင်ပန်းအစီး20ဆိုလဲကုန်တယ်ကွယ်အမြဲတမ်းပေါ့နော်ဒီအဖိတ်နဲ့ဥပုပ်နဲ့အဲ့လိုမျိုးလေးဆိုတော့ရောင်းတော့ပန်းလေးတွေရောင်းဖြစ်တယ်အဲ့လိုခါမှာကိုစဉ်းစားမိတယ်ပေါ့နော်ခန်းချင်းတီးရလဲတမျိုးခန်းချင်းတီးဆိုရင်နေ့စဉ်နေ့တိုင်းစားတော့တယ်ဒီဖျားပန်းတောင်မှာ3ရက်သို့မဟုတ်5ရက်တပတ်လောက်ထိခံတဲ့ဖျားပန်းပေါ့လေဒါတော့မှလိုအပ်ချက်တွေအများကြီးရှိတယ်ခန်းချင်းတီးဆိုလည်းအထူးစိုက်တဲ့အရာပါတယ်ခန်းချင်းတီးဆိုရင်နေ့စဉ်ရက်ဆက်စားနေရကွာမနေ့စားတယ်ညစားတယ်ပေါ့အခုဒီအပင်ရှင်တီဗလီပေါ့နော်အခုဒီမှာငကမောက်ပိန်းကိုမှကျမအတော်ကကျမစီမှာယူပြီးတော့ပြန်ယူပြီးတော့မျိုးစိုက်ထားတာပါအဲ့ဒါကိုကျမချမ်းလာလေပြီးတော့ပန်းလေးတွေတပုံးလာရိုက်တယ်အပင်ကတော့ရှင်ကုန်ရောနော်အဓိကသူအမိုးလောမှာအမိုးမလုပ်သေးတာပေါ့ခုသူဆိုရင်ရေဒီနေရာမှာဆိုရင်ဒီလိုမျိုးလေးတော်တော်ချားတယ်သူချားထားတာတော်ကျဲတယ်ဒီဟာဆိုရင်သူစစ်စစ်လေးပြန်ဆိုင်ထားတာဒါဆိုရင်ပန်းလေးတွေရပြီဆိုတော့ချက်ချင်းကွာတပွင့်မှာဒီ45ရက်တစ်ချိန်စင်ပန်းတွေပွင့်လာမှာပေါ့နော်ဒီဟာခုပြီးပြီဆိုရင်နောက်ထပ်45ရက်နေ့ဆိုတပွင့်အဲ့လိုမျိုးဖြစ်ဖို့ခေါ်တော့သူတို့ကတော့ပြောင်းလေးဒီနေ့ဆိုရင်ပြောင်းစေးမရှိခါကျတော့သူဒါလေးကတော့သူစိုက်စမ်းကြည့်တယ်ပေါ့နော်ကျမအိမ်မှာသူတို့မြင်နေတာတွေ့ခါကျတော့သူတို့စိုက်စမ်းကြည့်တယ်ပြီးခါကျတော့ဝယ်သူတွေလည်းအရန်ကြိုက်တာဖြစ်တဲ့အတွက်သူတို့ပြန်ပြီးတော့စိုက်စမ်းကြည့်ပါတယ်မဒီအပင်တွေဆိုရင်ခုတစ်လေးထွက်နေတာပေါ့နော်ကြောင့်မလို့ပိန်ပန်းနေစိုက်ဖို့က45ရက်တစ်ကြိမ်လူတွေကလိုအပ်ချက်ဖြစ်တဲ့အတွက်ဒီပန်းလေးကစိုက်တဲ့နေအဲဆိုအများတန်းလူတိုင်းလုံးနေတဲ့ဟာမလုပ်ပဲနဲ့ဒီပန်းကကျတော့လူတိုင်းလုံးနေတဲ့ဟာလည်းမဟုတ်ဘူးတချို့ကလည်းပန်းတပင်ဆိုရင်ဈေးများတယ်ဈေးကြီးတယ်ထင်ပြီးတော့မဆိုင်ရက်တဲ့သူတွေလည်းရှိရပါတော့ရင်းရဲတယ်လှုပ်ရဲတယ်ဆိုတော့သူတွေအတွက်လုံးဝအလန်းဆိုတာရှိမယ်လုံးဝဘောနော်ငွေတွေဘောနော်ကိုယ်အတွက်နေရဆိုတာရှိဘောနော်အဲကြောင့်မို့ဒီပိန်ပန်းလေးစိုက်ချင်တဲ့ဆိုမျိုးလည်းမပြုံးစီမှာဝယ်လို့ရပါပြီတကယ်ကတော့ဒီပန်းကဈေးကွက်ဝင်တဲ့ပန်းဖြစ်တယ်လူကြိုက်များတဲ့ရှားပါတဲ့ပန်းဖြစ်ပါတယ်ရှင်